ဒါလေးကတော့ပြီးတဲ့ခဲ့တဲ့3ပတ်လောက်ပါပေါ့ကျွန်တော်ကဆွညွှဲဆိုင်တာဒီကောင်ကကျွန်တော်ဖွင့်တဲ့စောတလို့လာမသိသူကတော့အကုန်လုံး6ကုန်တယ်ဗျာအငြစ်တော့နည်းနည်းထွက်လာပြီကျွန်တော်ဒီမှာငြစ်တည်းလေးဒီမှာတွေ့လားအစိမ့်လေးထွက်လာပြီဒါပေမဲ့ကျွန်တော်ဒီကောင်ဘာဖြစ်လို့လဲမသိဘူးအောင်ဒီကောင်တော့အောင်ပါကျဘာမှမလို့ရေနဲ့အောက်မှာရေထည့်ထားလိုက်နေအပေါ်ကဒီတိုင်းစကားတစ်ခုနဲ့တည်တိုင်းလိုက်ဆိုရပြီဗျာပြီးအစတုံးဆိုကြိုအိတ်နဲ့အုပ်ထားလိုက်သူကအဓိကရေငွေ့ကိုပဲအဓိကယူထားဆိုတော့ကျွန်တော်ဒီကောင်ကអောင်းလာဒီကောင်လည်းမអောင်းခဲ့ဘူးဗျာဒီကောင်လည်းအစတုံးကတော်တော်လေးဟိုအနေအညက်တွေတော်တော်ခြေလာပြီဘာဖြစ်တော့မှမသိဘူးချော့ကတော့တယ်ခုကျွန်ส่วนใหญ่ทำใส่ดีป่ะจีมาชิบแดงเจียวเวลามาจะนอกเป็นยีลงยีแน่ๆไปลงไหมป่ะชิ้นนี้ไปรูลามันเนาะมันตีดิวชิ้นนี้ส่องเจียวไหม